Arsenal 3C ဆန်နာလန်အားလုံးပဲမင်္ဂလာပါရန်ကုန် Sport TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုဆုံးပါပြိုင်ဘက် Man City က Liverpool နဲ့ပွဲချက်ကစားရဖို့ရှိနေချိန်မှာကျွန်တော်တို့ Arsenal အသင်းအနေနဲ့ကိုတာဝန်ကိုကြေခဲ့ပါပြီဂိုးပြတ်နိုင်ပွဲနဲ့အတူဒီနေ့ညကစားမဲ့ပွဲစဉ်မတိုင်ခင်မှာ Man City ကို9မှတ်ဖြတ်ထားနိုင်လိုက်တာက Champion အိမ်မက်တွေနဲ့တလန်ပုံနီးသွားစေခဲ့ပါတယ် Man City အနေနဲ့ဒီနေ့ညမှာ PR တွေနဲ့ကစားရတော့မှာကဒီနိုင်ပွဲရဲ့အနှစ်သာရပါဆန်နာလန်လိုအသင်းကြီးတွေကိုဒုက္ခပေးနေကြအသင်းကို3ဂိုးပြတ်နိုင်မှုကတကယ်မလွယ်တာကလင်းရှိလေးပါထပ်ပေါင်းထိလိုက်တော့ပိုပြီးပြည့်စုံသွားခဲ့ပါတယ်။ရာယာအနေနဲ့မနစ်ကသူ့ရဲ့စံချိန်ဖြစ်တဲ့73ပွဲကလင်းရှိရထားတာကိုလက်ကျန်10ပွဲကျော်ရှိနေချိန်မှာလိုက်မိသွားခဲ့ပါပြီ။ရာသီဝက်အထိရုန်းကန်နေရတဲ့ Yogresh တယောက်လည်းဂိုးပေါက်တွေ့ခဲ့ပြီး2ဂိုးတောင်သွင်းခဲ့တာမလို့ဒီနိုင်ပွဲကအထိပ္ပယ်ပိုရှိသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီအတွက် Player of the Month ဆုကိုရခဲ့တာက Yogresh ရဲ့ယုံကြည်မှုကိုပြန်နှိုးဆွပေးလိုက်သလိုပါပဲ။ကျွန်တော်တို့မြင်ကျင်ခဲ့တဲ့အဆုံးသတ်ကောင်းတဲ့တိုက်စစ်မှုကိုပြန်တွေးလိုက်ရတဲ့ပွဲဆိုရင်လည်းမမှားဘူး။တိုက်တယ် Ryan မှာအခုလိုဂိုးတွေအများကြီးရခဲ့တာကလည်းအသင်းအတွက်ပိုပြီးအခွင့်အလမ်းကောင်းသွားစေခဲ့တယ်။ဒီပွဲမှာလူထုတ်ပုံကစပြီးပွဲချင်းကပ်ပုံအထိအပြစ်ပြောစရာတကွက်မှကိုမရှိခဲ့တာပါ။ဆန်နာလန်ဟာမာကျောပင်မဲ့လေးလံတဲ့ခန်းစစ်ကိုချိုးဖျက်ဖို့ Gabriel Jesus ကိုသုံးခဲ့တာပါ။အာဆီယံမှာကိုင်ဟာဘက်ကိုထားပြီးသူ့ရဲ့ work rate နဲ့ off the ball movement တွေကိုအသုံးချပြီးဆန်နာလန်ခန်းစစ်ကိုအာယုံလွှဲတာတွေကတော်တော်လေးအလုပ်ဖြစ်ခဲ့ပါတယ်။ဒီပွဲရဲ့ turning point ကတော့ Zubimendi ရဲ့ Roberto Carlos တိုင်ကစ်ချက်ပါ။တိကျမှုနဲ့ technique ကတော့လက်ဖျားခါလောက်ဆရာပါပဲ။အနှိမ့်ကွက်နဲ့ကြည်လေပိုလှလေလို့ပြောရမယ်သွင်းကုန်းမျိုးပါဒီလားအတွက် goal of the match ကြိုးပေးထားရမယ်ဂိုးမျိုးပေါ့ဗျာပြိုင်ဘက်ဂိုးသမားရောခံစစ်တန်းမှာဘာမှလုပ်မရပဲအတွင်းနိုင်လေးထိပြီးဝင်သွားတာတော်တော်လေးလှခဲ့ပါတယ်ပြိုင်ဘက်က18ကိုက်စီးတဲ့နေရာလို့မပေးချိန်အခုလိုကန်ချက်တွေနဲ့ဂိုးရဖို့ကြိုးစားခဲ့တာလည်းမှန်သွားတယ်ဂိုးရလိုက်တဲ့အချိန်မှာဆန်နာလန်အနေနဲ့ပိတ်ကစားလို့မရတော့ပဲဖွင့်တိုက်လိုက်ရတာကအခုလိုဂိုးပြန်နိုင်ပွဲစီကိုဦးတည်သွားခဲ့ပါတယ်ဆန်နာလန်ဖွင့်တိုက်လို့ space တွေရလာတဲ့ဒုတိယပိုင်းမှာYogresh နဲ့ Nelly လိုကောင်တာကောင်းတဲ့ကစားသမားတွေကိုခတ်စောစောလေးလိုက်တာလည်းမှန်သွားတယ်။ Yogresh အနေနဲ့ဂိုး2ဂိုးထပ်ရပြီးသွင်းဂိုးတွေဆက်လာတာကကျွန်တော်တို့အသင်းအတွက်တော့အပေါင်းလက္ခဏာဆောင်တဲ့တိုးတက်မှုလို့ပြောရပါမယ်။ကွင်းလင်ကလည်းကိုယ့်အလုပ်ကိုသေချာလုပ်နိုင်ခဲ့တယ်။ Control နဲ့တန်ဖိုးအတင်ချကိုငြိမ်နေအောင်ကစားသွားတယ်။ခံစစ်တန်းကလည်းလှုပ်ရှားရှိတဲ့အလုပ်တွေကိုမှန်မှန်ကန်ကန်လှုပ်ဆောင်သွားတာကြောင့် clean sheet နဲ့နိုင်ပွဲနဲ့အတူကျွန်တော်တို့တွေ momentum တစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါပြီ။အကယ်၍ဒီနေ့ Man City တာခြေချော်ခဲ့ရင်ကျွန်တော်တို့တွေဖလားနဲ့အနည်းဆုံးအခြေအနေတစ်ခုကိုပိုင်ဆိုင်ရတော့မှာမလို့တိတ်ကိုအဖိုးတန်တဲ့နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် Wines မှာဘောလုံးစောကျင်တဲ့ညီကိုတွေအနေနဲ့ရန်ကုန် Sport TV ရဲ့ promo code YGNTV ကိုအသုံးပြုပြီးတော့ 100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက Wines ပဲမြန်မာ Facebook page နဲ့သူတို့ရဲ့ application တို့မှ website link ရဲ့ customer service code လေးနေပြီးတော့လည်း24နိုင်တီးလို့ရတယ်မြင်မြန်လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်